ကျုပ်ခွာကျန်းနေတဲ့ဒီပဲဤကတဘာဝနီလန်းလေးတွေပြောတဲ့အခါမှာသပင်ရမ်းဖြူတဲ့ဒီတွေကသပင်ဖြူဖုံးတဲ့နီလန်းလေးကိုပြောပြပါဆိုလို့ဤကပြောပြလိုက်ပြီးရှင်းအခုဒီတဘာဝနီလန်းလေးကလွယ်ကူတဲ့ရိုးရှင်းတဲ့ငွေကုန်ကြီးကြလည်းအရန်တက်တာတယ်ကိုလုံးကြည့်လိုက်လို့အကျိုးရှိတယ်ဆိုလို့ရှိရင်အခြားသူတွေသိအောင်လို့ဒီကိုရှင်းပြပေးခဲ့အောင်နော်အဲ့ဒါကတော့ဤတို့တွေဂျမ်းရွက်လို့တယ်ဒန်းရွက်ဒန်းတကယ်လို့ဒန်းရွက်မရဘူးဆိုရင်ပရဆေးဆိုင်တွေမှာဒန်းမှုံဝယ်လိုက်ရှင်တစ်ချောင်းမို့ဆိုအများကြီးရတယ်ပေါ့နော်အဲ့ဒီဟာရဲ့ဒန်းရွက်ကိုရရင်လည်းဒန်းရွက်ရဲ့တထုတွေကိုယူဒန်းရွက်မရှိလို့ဒန်းမှုံနဲ့လုံးမယ်ဆိုလည်းရတယ်ဒန်းမှုံစတီးစုံ2စုံလောက်ယူပြီးပြီဆိုရင်ပြားရည်စတီးစုံ1စုံထက်ပြီးတဲ့အခါမှာအုံးစီကန်လွင်စီကြက်စုစီပဲနံစာစီမုံချင်းစီမရှိရင်ဗီတာမင် E အခုEပြောတဲ့အစီတွေကနေပြီးတော့တစ်မျိုးပဲထည့်ရပြီထည့်ပြီးတော့တမအောင်မှွေပေးမယ်ပြီးတဲ့အခါစလင်းဖြူနေတဲ့နေရာလေးပြီးလို့လေ brush လေးနဲ့စိုးပေးမယ်တော်တဲ့တပုတ်တန်နဲ့စိုးခိုင်းတာမဟုတ်ဘူးเนาะ brush လေးနဲ့စိုးပေးမယ်ပြီးရင်တနာရီလောက်အချောက်ခံပြီးတော့ရှမ်ပူအပျော့စားလေးနဲ့သုံးပေးပါရှင်ဒါဆိုရင်အဖြူဖုံး